မင်္ဂလာပါဒီနေ့တော့ကြောက်ဖျားမြစ်ထဲကသုံးတက်သမောပေါ်ကနိုင်ပါတီလေးတစ်ခုကိုပေါ်သွားမှာပဲဖြစ်ပါတယ်ရှင်ဒါကတော့နိုင်ပါတီကျင်းပမဲ့သမောပဲဖြစ်ပါတယ်ရှင်သမောပေါ်မှာတက်ရောက်နေရယူလိုက်ပြီဆိုတာနဲ့မုံပြပြမိရင်လေးရယ်ပြားလဲလဲဖြော်ရည်လေးတစ်ခွက်ရယ်စီအေးအေးလေးတစ်ခွက်ရယ်အစင်သက်စီချိုနေမှာပဲဖြစ်ပါတယ်ရှင်ဒါကတော့စားတောက်ဖွယ်ရာတွေကိုခင်းကျင်းထားတဲ့နေရာလေးတွေပဲဖြစ်ပါတယ်အစားတောက်တွေကများလုံးစုံလုံးလို့ဘာဆိုင်ရမှန်းတောင်မသိပါဘူးရှင်သားစားတဲ့သူတွေအတွက်ကတော့အသားတွေကိုစုံနေပါရောရှင်အသီးနှံစားတဲ့သူတွေအတွက်လည်းအစုံရှိပါတယ်လက်ဆက်တဲ့သီးနှံမျိုးစုံနဲ့လက်ဆက်ပြင်ဆင်ထားတဲ့အခင်းချင်းကိုတွေ့ရမှာပါဒါကတော့ဆိုလမွန်ငါးတွေခီးထားတဲ့ပွဲလေးတွေပဲဖြစ်ပါတယ်ရှင်ဆိုလမွန်ငါးကိုလည်းအလိုလက်ဆက်အစင်သင့်ပြင်ထားပေးတာပဲဖြစ်ပါတယ်ဒါကတော့ပစွန်မိခင်ရဲ့ရောက်သွားရဲ့ပြုလုပ်ထားတဲ့အစားတောက်ဖွယ်ရာလေးတွေပဲဖြစ်ပါတယ်ရှင်မြန်မာတွေများတော့မြန်မာတွေထမင်းကြိုက်မှန်းသိလို့ထမင်းဟင်းအဲ့ဒါတွေလည်းစီစဉ်ထားပေးပါတယ်ချက်ဟင်းတွေကလည်းအစုံနေမှာပဲရှင်စဉ်ကြိုက်ဆုံးကတော့ယူရီးယားကိုရောက်ရင်သမောတီထောင်းမဖြစ်မနေစားဖြစ်ပါတယ်ရှင်တစ်တီဝလန်းနေလဲအစုံပြင်ဆင်ထားပေးပါတယ်ရှင်ကျေးဇူးတင်ပါတယ်